အားလုံးပဲမင်္ဂလာပါတူရီဝင်နာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်21ရက်5လ2025ဗုဒ္ဓဟူးနေ့အတွက်ဗီဒီယိုကိုပြောပြပေးခြင်းပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနန်းနေပေါကနန်းတို့အရင်ဆုံးပြောပြပေးခြင်းပါတယ်ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးထုတ်ထားတဲ့အချိန်က4-9အချိန်ဖြစ်ပါတယ်1368နဲ့ကတ်မှာဖြစ်ပါတယ်ဗျ4-9အချိန်ကို1368နဲ့ကတ်ပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့ပေါကနန်း8ကွက်ကတော့41434648 91939698ဆိုပြီးတော့ပေါကနန်း8ကွက်ရွေးထုတ်ပေးထားပါတယ်ဒါတွေကတော့ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနန်းနေပေါကနန်းဖြစ်ပါတယ်ဗျဗုဒ္ဓဟူးနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးမိုင်နှလုံးကတော့4-9လုံးမိုင်ဖြစ်ပါတယ်4-9လုံးမိုင်ဖြစ်ပါတယ်ဗျဗုဒ္ဓဟူးနေ့နေကုန်မထိမပေါက်ကီး3လုံးကတော့931ကီးဖြစ်ပါတယ်931ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဗုဒ္ဓဟူးနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လို့လည်းကျေးဇူးအများကြီးတင်ပါတယ်ခုနှစ်ရက်သားသမီးများအပူရီရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျနော်